အမကစကတ်စပြောက်တန်လေးကိုပြီးညရနာမျှဝေသွားမှာဖြစ်ပါတယ်ဒီမှာဆိုရင်အမတို့စစ်ကောင်းလေးပေါ့နော်စစ်ကောင်းကော်တီးထိတ်လေးနေရာကိုအပေါ်မှာ၄စိတ်လွတ်ခဲ့ပြီးတော့မှအမတို့စစ်ကောင်းဆုံးမဲ့နေရာလေးကိုတစ်ချက်တိုင်းပါမယ်စစ်ကောင်းဆုံးမဲ့နေရာလေးကနေအပေါ်ကို၄စိတ်လေးတက်ပြီးတော့မှအမတို့ခဲလေးတစ်ခုမှတ်ခဲ့ပါမယ်ရှင်စစ်ကောင်းအဆုံးထိဆိုရင်ဘီကမဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အပေါ်ကို၄စိတ်တို့ပြီးမှတ်ခဲ့တာဖြစ်ပါတယ်ထိတ်မှာအမားတို့ကခပပြားတက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့၄စိတ်ချက်သွားမှာစကောင်းမှာဆိုရင်၄စိတ်ချက်ပြီးတော့မှပေါ်တီလေးနေရာအနေစားပြီးတော့မှမှတ်တယ်ပေါ့နော်ကိုရလိုက်တဲ့ချိန်မှာဆိုရင်ဒါအမှတ်ကလေးမှတ်ထားတယ်ပေါ့နော်ကိုလမစစ်ဆိုတော့အပေါ်ကိုအမားတို့၄စိတ်လေးတက်ပြီးတော့ခဲလေးမှတ်ခဲ့ပါမယ်စကတ်မှာဆိုရင်ဒါအမားတို့စပြီးတော့မှခြီကျဲလေးနင်းမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဟိုဘက်ဒီဘက်ကိုအမားတို့ပိတ်စားတွေကိုစစ်တက်တဲ့ချိန်မှာမရွေးချင်တဲ့အတွက်ကြောင့်မလို့ခြီကျဲအရင်နေတာဖြစ်ပါတယ်အဲ့လိုမှမနင်းခဲ့ဘူးဆိုရင်စစ်တီကတစ်ဖက်ကတူတစ်ဖက်ကရှေ့ဖြစ်နေတတ်တယ်ပေါ့နော်ဒါအမားတို့စကတ်မှာခဲမှတ်ခဲ့တဲ့နေရာကနေစပြီးတော့မှခြီတုပ်ပါမယ်ခြီတုပ်ပြီးရင်အမားတို့စကတ်အောက်ပိုင်းကိုတော့ပုံမှန်ခြီစိတ်တိုင်းပဲပေါ့နော်ပုံမှန်နင်းသွားမှာဖြစ်ပါတယ်ရှင်ဒီခြီတုပ်တဲ့နေရာဟာဆိုရင်အမားတို့ဇစ်ပြောက်တတ်မဲ့စစ်ကောင်းအဆုံးနေရပါတော့ခဏကအမတို့ဇစ်မှာမှတ်ခဲ့တဲ့အမှတ်နေရနဲ့ဒီစကတ်မှာမှတ်တဲ့အမှတ်နေရလေးကတထက်ထဲကြာရမှာဖြစ်ပါတယ်ဒီမှာအမအပေါ်ပိုင်းလေးမှာဆိုရင်ခြီကျဲလေးနင်းပြထားတယ်ပေါ့နော်ခဲမှတ်တဲ့နေရာနေစပြီးတော့မှခြီတုပ်ခဲ့တဲ့အောက်ပိုင်းကိုတော့ပုံမှန်တိုင်းပဲအမတို့ပိတ်လာတယ်ပေါ့နော်စကတ်ကိုနင်းလာတယ်ပြီးရင်အမတို့ဒီမှာဇစ်ကိုခွဲလိုက်မယ်ခွဲပြီးရင်ဇစ်ကိုမှောက်ခုံတင်မယ်ပေါ့နော်စကတ်ရဲ့ဒီအလှဘက်အရှမ်းဘက်ကိုအမတို့ကမှောက်ခုံတင်ပါမယ်တင်ပြီးတော့ရင်အမတို့ဒီခေါင်းထိတ်ကနေပြီးတော့မှခပပြားတက်မှာဖြစ်တဲ့အတွက်အပေါ်ကို၄စိတ်လှုပ်ခဲ့တဲ့၄စိတ်လှုပ်တဲ့နေရာကနေစပြီးတော့မှဇစ်ကောင်းကော်ဒီလေးစပြီးတော့မှရတယ်ပေါ့နော်ဒါဆောနာကဇစ်မှာခဲမှတ်ခဲ့တဲ့နေရာလေးကိုအမတို့တစ်ချက်ပြန်ချိန်မယ်ပေါ့နော်စကတ်အသားမှာမှတ်ခဲ့တဲ့ခဲအမှတ်ကလေးနဲ့ဒီဇစ်ကောင်းမှာမှတ်တဲ့ခဲအမှတ်ကလေးနဲ့တစ်ထက်ထဲကြားရမှာဖြစ်ပါတယ်ရှင်ဇစ်တစ်ထက်ကမှာဆိုရင်ဇစ်ရဲ့အလေသွားနဲ့စကတ်ရဲ့အလေချုပ်တောင်းတဲ့ဟာနဲ့တဒန်းနဲ့ကြားရမှာဖြစ်ပါတယ်ရှင်တစ်ဖက်လိုက်ပြီးတော့မှစောင်းနေတာတွေလုံလို့ဖြစ်လို့မရဘူးပေါ့နော်ဇစ်ရဲ့အလေသွားနဲ့စကတ်ရဲ့အချုပ်တောင်းတွေကတဒန်းနဲ့တစ်ဆက်တည်းဖြစ်ရမှာဖြစ်ပါတယ်ပြီးရင်အမတို့ဒါဇစ်ကလေးကိုရပြီးရင်ပင်အကလေးနဲ့တွဲလိုက်တင်လေးတွဲပါမယ်ရှင်အမကဒီစကားကကြိုးစားဖြစ်တဲ့အတွက်ကြောင့်မလို့အစွဲနည်းနည်းလေးပါတယ်ပေါ့နော်အဲဒါကြောင့်မလို့အကလေးတွေဒီချာလေးထိုးမယ်ပေါ့နော်ထိုးတဲ့အခါမှာဆိုရင်အမတို့ဇစ်အသွားနဲ့ဒီချုပ်ချောင်းခြိကျင်းနေထားတဲ့အပိုင်းကကြော်လို့မရဘူးပေါ့နော်စပြီးတော့မှအမတို့ဒါဇစ်ရဲ့အပြင်ချောင်းလေးပေါ့နော်ရိုးပြီးနဲ့ပဲအမတို့ဆက်ပြီးနင်းလာမယ်နင်းတဲ့အခါမှာဆိုရင်ခြိကျဲချောင်းကိုဇစ်ရဲ့အသွားကြော်လို့မရဘူးပေါ့နော်အမတို့အခြေဒီတိုင်းကပ်ပြီးတော့မှဘီဝင်တဲ့လောက်ထိကိုအမတို့အောက်ခြေဒီနင်းလာမှာဖြစ်ပါတယ်အဲ့မှာဆိုရင်ဇစ်ကတစ်ဖက်ဆောင်းသွားလို့မရဘူးပေါ့နော်ဇစ်ကိုအလဲမြင်းရဲ့တန်းတန်းလေးမှာပဲထားလာပေးပါရှင်နောက်တစ်ဖက်ကိုလည်းအမတို့ဒီမှာအပြင်ကနေဇစ်ရဲ့အပြင်ချောင်းလေးကိုနင်းပါမယ်ရှင်ရဆိုအမတို့နှစ်ဖက်စလုံးနင်းပြီးသွားပြီပေါ့နော်နင်းပြီးသွားပြီဆိုရင်ဒီမှာအမတို့အမှတ်ကလေးတွေတစ်ချက်စစ်ပါမယ်အပေါ်အောက်ကိုပေါ့နော်ဒီမှာအမတို့စပြီးတော့မှခြိကျဲလေးကိုစပြီးဖြုတ်ပြီးအဲ့လိုမဖြုတ်ခင်မှာဆိုရင်ဇစ်ကိုအပေါ်ကိုဆွဲလိုက်လို့မရပါဘူးเนาะမဆွဲထားရသေးပါဘူးရှင်ဘာလို့လဲဆိုတော့အမတို့ကဇစ်ပြောင်းမတက်ရသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့စပြီးတော့မှဒါအမကတချမ်းပြီးလေးနဲ့ပဲနင်းလိုက်တယ်ပေါ့နော်နင်းတဲ့ခါမှာဆိုရင်ဇစ်ရဲ့အသွားကိုအောက်ခြေကိုလက်ကလေးနဲ့နည်းနည်းလေးဖြဲပြီးတော့မှကပ်ပြီးနင်းပေးပါမကပ်ဘူးဆိုရင်အမတို့အလှဘက်ကကြည့်တဲ့ခါမှာဆိုရင်ဇစ်ချောင်းကြီးပေါ်နေတတ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဇစ်အရှည်လေးကိုကပ်ပြီးတော့မှနင်းပေးပါရှင်အမတို့ခဲမှတ်ထားတဲ့နေရာကိုကြော်ပြီးတော့မှနင်းပြီးချီတုပ်ပေးပါနော်လေးစိတ်တက်ထားတဲ့နေရာလေးကိုကြော်ပြီးတော့မှချီတုပ်ပေးပါနောက်တစ်ဖက်ကိုလည်းအမတို့ဒါပြီးဝင်တဲ့နေရာနေစပြီးတော့မှနင်းလာမှာဖြစ်ပါတယ်ရှင်
ဒီနေရာလေးကအရေးကြီးရပေါ့နော်ဒီနေရာမှာခြိလွတ်သွားတယ်ဆိုရင်အမတို့အလားဘက်ကိုစစ်ပြန်ဆွဲတဲ့ခါမှာဆိုရင်ခေါင်းနေရာမှာဟနေတတ်တယ်ပေါ့နော်ဒါအမတို့ဒီဘက်ကိုခြိလေးတွေတစ်ချက်စစ်ပြီးသွားပြီဆိုရင်စစ်ကောင်းကိုအမတို့ဆွဲထုတ်မှာဖြစ်ပါတယ်ဒီနေရာကျမှအမတို့ဇစ်ကိုအပေါ်ကိုဆွဲထုတ်မှာပေါ့နော်ဒါအပြင်ကိုအမတို့ဇစ်ကောင်းလေးဆွဲထုတ်ပြီးပြီဆိုရင်ဒါအမတို့ဇစ်အသွားလေးပေါ်မပေါ်တစ်ချက်စစ်မယ်ပေါ့နော်ကိုကဇစ်ကိုအောက်ခြေမှာကပ်ပြီးနင်းခဲ့တာဆိုရင်ဇစ်ကမပေါ်ဘူးပေါ့နော်ပြီးရင်ဒီကောင်းလေးမှာဆိုရင်လည်းအမတို့ဇစ်ကအလဲတဲတဲမှာဖြစ်နေတာရှိတဲ့အတွက်ကြောင့်မလို့ဇစ်ကတစ်ဖက်မလိုက်ဘူးဆိုရင်တဒန်းနဲ့ပဲဖြစ်ပါတယ်အောက်ကဒီထမိန်ချုပ်ကြောင်းလေးနဲ့ရပါတော့နော်ဇစ်ကတစ်ဖက်တခြားလိုက်နေတယ်ဆိုရင်တော့ဒီခေါင်းနေရာမှာဆိုရင်ဖုနေတတ်ပါတယ်ရှင်ဒီနည်းလေးကလွယ်လဲလွယ်တယ်လှလဲလှတာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲလိုက်ချုပ်ကြည့်ပေးကြပါရှင်ကျေးဇူးတင်ပါတယ်ရှင်